ဒီနေ့ကတော့အဖွာအတွက်ကျိန်ငါးဒီနဲ့ကျိုးဟင်းလေးချက်ပေးပါမယ်။အရင်ဆုံးတင်တာကကျိန်ငါးဒီလေးကိုတသေးလေးလီးပြီးတော့စားနေနေတာရယ်ပေါ့နော်။အခါသက်လေးတွေပြအောင်ပြီးတဲ့ခါကျရင်ကျိုးလေးကိုကြော်လိုက်တယ်မချက်ချက်လေးကြော်မှာပေါ့နော်။ပြီးတဲ့ခါကျရင်ရေနွေးလေးထည့်မယ်။ရေနွေးလေးဆူလာတဲ့ခါကျရင်ဒါတော့ကဇီးဒီချောင်းနဲ့ဒီဘယ်ရီဒီချောင်းထည့်မှာပေါ့နော်။အရသာအတွက်တင်တာကစားသမျိုးနဲ့သုံးထားပါတယ်။တကယ်လို့ကိုကဟင်းချိုမုတ်တွေသုံးနေဆိုရင်ဟင်းချိုမုတ်ထည့်လိုက်ရပါတယ်။ပြီးတဲ့အခါဒါတို့ကဒီကျိန်ငါဒီလေးကိုထည့်မယ်ကျိန်ငါဒီနူးလာပြီဆိုရင်ဟင်းချိုလေးကစားလို့ရပြီပေါ့နော်ဒီဟင်းချိုချက်နီလေးကတော့အဖွားတင်ထားပေးတာပေါ့နော်အဖွားအသားတွေမစားချင်ဘူးအသားဟင်းတွေမတောက်ချင်တဲ့အခါကျရင်ဒီဟင်းရည်လေးခဏခဏချက်ပြည့်တာပေါ့နော်မစားဘူးသေးရင်ချက်စားခြင်းတော့တကယ်စားကောင်းတယ်